everyone, welcome back from my blog. ဒီနေ့တော့ဂီဂီရဲ့ snake plant လေးတည်သွားပါရဲ့။ဒီအပြင်မှာခီးတွေထွက်နေတာတလားခွဲအမလောက်ဝက်လောက်ကြာသွားတော့ကျတော့အပြင်ကလုံးဝနေအောင်မရဘဲနဲ့တည်သွားလို့မလို့သူ့နေရာကိုအခြားပင်လေးတစ်ခုအစားထိုးလိုက်ရတယ်။အမတယောက်လက်ဆောင်ပေးထားတဲ့ပင်လေး။ဒီအပင်လေးကတော့တော်တော်လေးအတက်တီထွက်နေတယ်။ဒါတော့အမတယောက်ရေလောင်းပေးထားလို့ခီးထွက်နေတဲ့တော့အတွင်းပြီးတော့ဒီအပင်လေးကတော့ဘာမှမဖြစ်ဘူးသူကတော့အားလုံး okay ရဲ့အရွက်လည်းမဝဘူးပေါ့နော်ဒီအပင်ကတော့နည်းနည်းအရွက်လေးတွေခြောက်နေတဲ့အတွက်ကြီးခြောက်နေတဲ့အရွက်လေးတွေကိုတခြားကိုက်ထုတ်ပြီးရဲ့ပြီးတော့တိတ်မတန်တဲ့အရွက်လေးတွေကိုကိုက်ထုတ်လိုက်တယ်ပေါ့နော်ဒါကတော့ကြီးရဲ့အပင်လေးကိုတန်းရှင်းလုပ်တာပြီးတော့ကြီးမနက်စာစားရတယ်မနက်စာတော့အရင်ရက်က pet price ကဝယ်လာတဲ့ panty ရဲ့ chocolate milk ရဲ့ပြီးတော့biscuit လေးရဲ့စားရဲမနက်စာစားရဲအခုတလို့နည်းနည်း weight ပြန်လျှော့နေဘာလဲဆိုတော့ခီးတွားတော့မှလုံးဝနီးကန်စားထားတော့ 1kg လောက်တက်နေ weight ကပြီးတော့အခုတလို့စာပြန်ဖတ်ဖို့ကြိုးစားနေရအရင်ကစာဖတ်တဲ့လောက်ခုနောက်ပိုင်းဖုန်းမဲ့သုံးပြနေရောစာပြန်ဖတ်ဖို့ကြိုးစားရပေါ့နော်တနေ့ကိုစောင်းပါတစ်ပုတ်လောက်ဖတ်ဖြစ်တယ်အခုဖတ်နေရတော့ဆရာမောင်တာချိုကြီးရဲ့တမိဖတ်ဖို့ဆိုရဲစောက်ထဲကဆောင်းပါးလေးအနည်းဆုံးတစ်နေ့တစ်ပုတ်ဖတ်နိုင်အောင်တော့စူးစမ်းပြီးတော့ဖတ်ဖြစ်နေရပေါ့နော်ဒီနေ့ blog လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ blog တွေမှာပဲပြန်လည်ဆုံတွေ့ကြမယ်နော် bye bye